Hello ကျွန်တော်ဒီအခန်း53နဲ့တွားရအောင်နော်အခန်း53မှာနိုင်နိုင်ဆိုတဲ့နော် quality ပုံပဲပေါ့နော်အဲ့တော့ဒီ M4 မှာ sources နှမျိုးရှိမယ်အမြင်ဆိုးနဲ့အကြားဆိုးပေါ့ဘယ်လိုကွာလဲဆိုရင်အမြင်နဲ့ခန့်မှန်းပြီးပြောလိုက်တယ် quality ဖြစ်တဲ့ပုံမဲ့ဒီအခန်း34ဟာပေါ့နော်ပြီးနောက်တစ်ခုကဒီအကြားဆိုးဆိုတာလည်းရှိတယ်တခြားတဲ့နေရာနဲ့ကြားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီနေ့အခန်း33မှာတွေ့ရမယ့်ဆိုးကြတော့အမြင်ဆိုးပေါ့နော်အဲ့တော့တိုင်းနိုင်ဆိုတဲ့ဆိုရင် quality ပုံပဲသူအမြင်ဆိုးလို့မှတ်ထားလိုက်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်သူအမြင်နဲ့ခန့်မှန်းပြီးပြောတာပေါ့ဟဲ့ဟိုတယောက်ကြည့်ရတာနော်ဘိုက်စာနေတဲ့ပုံပဲဒါမှမဟုတ်လဲသဲကွဲနေတဲ့ပုံပဲအဲ့လိုမျိုးကျွန်တော်အမြင်နဲ့ခန့်မှန်းတာမျိုးဆိုရင်ကျွန်တော်က99နေဆိုးတဲ့ဆိုပြီးပြောလိုက်ရတယ်သူဖောင်က vat ဆိုရင် mass ဖြုတ်တယ်အဲ့တော့အမြင်ဆိုးဘယ်လိုမှတ်မလဲဆိုရင် mass ဖြုတ်ပြီးဆိုးတဲ့ sky အမြင်ဆိုးလို့သာမှတ်ထားလိုက်ပေါ့နော်ပြီး adjective ဆိုရင်တော့သူ e လေးဖြုတ်ပြီးဆိုးတဲ့ sky ရယ်နော် adjective ဆိုတော့ဒီတိုင်းပဲပြီးလို့ရှိရင် adjective e ဆိုရင်တော့ e နဲ့9ဆိုရင်တော့ကျွန်တော်ချွင်းချက်လေးတွေရှိတယ်ဒီလား e မှာဆိုရင်ကျွန်တော်ရော e ရနဲ့တွားတာကွာနော်အဲ့တော့ရော e adjective လေနော် adjective ဆို e ဖြုတ်ပြီးဆိုတဲ့ဆိုမှဌာနောရှိဆိုရင်ဌာနောရှိရဲ့ e ပြုတ်သွားပြီးတော့ဌာနောရှိဆိုတဲ့ဖြစ်တယ်ဒါပေမဲ့ဒီလိုမျိုးရော e မှာပေါ့နော်ရော e မှာじゃကျွန်တော်တို့ကဒီချွင်းချက်ဒီစလေးထည့်ပေးရတယ်ဒီလားနော်ရောဆိုးမဟုတ်ဘူးနော်ရောစဆိုတဲ့ကောင်းမဲ့ပုံပဲပြီး9မှာဆိုလဲနာဆာဆိုတဲ့မရှိတဲ့ပုံပဲဆိုပြီးဒီနှစ်ခုကိုတတိထားမှာနော်အဲ့တော့ပြန်ပြောမယ်ဆိုရင်99ဆိုတဲ့ဆို quality ပုံပဲအဲ့တော့ rarely တွားရအောင်အမှန်တော့ဒီကို mass ဖြုတ်မှာပေါ့နော် mass ဖြုတ်ဆိုတဲ့ scam အဲ့တော့ဒီမှာဆိုရင် nemo ဆိုကတဲ့ ochi ဆိုတဲ့ ochi မှာဆိုကြာတာလေနော်အဲ့တော့အလိုလိုပြုတ်ကြကြည့်လို့ရှိဆိုပါဒီကကတော့မှာပေါ့အဲ့တော့အထုပ်ဘိုးတွေကကြာတော့မှပုံမဲ့အရှင်းမှာကားတစ်စီးပေါ့နော်အထုပ်တွေတင်တာတော့အပြစ်ကျက်တင်ပြီးတော့ဘဝတစ်ထုပ်လုံးပြုတ်ကြတော့မှပုံကျွန်တော်ကတော့အမြင်နဲ့ခက်မှန်ပြောလိုက်ဟဲ့ဟိုတော့ပြုတ်ကြတော့မှပုံမဲ့နော်အဲ့တော့ ochi mass လေနော်ကြာတာအဲ့တော့ mass ဖြုတ်ပြီးဆိုတဲ့ scam ခွာတာနော်တမင်မြင်တောင်းလို့အဲ့တော့ mass ဖြုတ်ပြီးဆိုတဲ့ဆိုတော့ ochi ဆိုတဲ့နော်အထုပ်ကြတော့မှပုံမဲ့ពេលနောက်တစ်ခုကျွန်တော်မနွေဦးရောက်ပြီပေါ့နော်ဆာကူရာဘန်းလေးတွေပွင့်တော့မယ်ပေါ့မြင်နေရတယ်အဲ့တော့မိုးစုကိုမကြခင်မှာပဲဆာကူရာကဆာခီဆိုတဲ့နော်ဆာခီမှာဆိုပွင့်တာနော်ပွင့်တော့မဲ့ပုံမဲ့အမြင်လေးနဲ့ခက်မှန်ပြောတာပေါ့အဲ့တော့ verb မှာဆိုကျွန်တော် mass ဖြုတ်ပြီးဆိုတဲ့ scat အဲ့တော့ eject တွားရအောင် eject ဆိုတော့ e ဖြုတ်မယ်လေနော်အဲ့တော့ခုနရောတွေပါတဲ့မာဇုဆိုတဲ့မာဇုဆိုတာမကောင်းတာအဲ့တော့မကောင်းတဲ့ပုံပဲဆိုပြီးတော့နော်ဟင်းရဝိုင်းဟင်းချက်ရတာနော်ကျွန်တော်အရသာတော့မမီးရသေးဘူးအမြင်နဲ့ခက်မှန်လိုက်တာမကောင်းတဲ့ပုံပဲနော်ပြီးနောက်တစ်ခုခန်းတော်ကျော်ကရဆရှိဆိုတဲ့နော်ရဆရှိဆိုရင်တော့ကျင်တာလေနော်သဘောကောင်းတာအဲ့တော့မှ eject ဆိုတော့ e ဖြုတ်ရမယ်လေနော်အဲ့တော့ရဆရှိဆိုတဲ့နော်သဘောကောင်းမဲ့ပုံပဲအဲ့တော့ကျွန်တော် eject ဆိုတော့ e ဖြုတ်မယ်ဒါပေမဲ့ခုနချွင်းချက်တွေရှိရနော်ဟိုမှာရော e ဆိုရင်ရောဆဆိုတဲ့ဖြစ်မယ်နော်9ဆိုလဲနာဆဆိုတဲ့ဖြစ်မယ်ပြီးနောက်ဆုံးတစ်ခုကနာကြည့်တယ်ပေါ့job ဆိုတာတောက်တင်တာလေနော်အဲ့လိုမျိုးကြန့်ခိုင်တာမျိုးပေါ့အဲ့တော့ခုန square ဟာ job ဆိုတဲ့ဆိုဒီဆိုပွဲကပေါ့နော်ဒီဘယ်လိုပြောမလဲခိုင်ရှိတဲ့ပုံပဲပေါ့နော်ကြည့်ရတာအဲ့လိုပုံပဲအဲ့တော့99ဆိုတဲ့ဆိုတာကျွန်တော်အမြင်ဆိုးလို့ဒါမှတ်ထားတာအမြင်နဲ့ခက်မှန်ပြောတာနော်အဲ့တော့ mass ဖြုတ်ဆိုးလို့အလွယ်မှတ်ထားပါတော့ eject ဆိုရင်တော့ e ဖြုတ်ရတယ်နာကြည့်တယ်ဆိုရင်ဒီတိုင်းပဲပြီးနောက်တစ်ခု vat kimas တော့ vat ဆိုတာ vat တာလေနော် vat လောက်တာ vat ပြီးတော့ပြီး kimas ဆိုတာလာတာအဲ့တော့ vat ပြီးလာမယ်လို့ဒါအလွယ်မှတ်ထားလိုက်တော့နော်အဲ့တော့သူ့ရဲ့ဒီ grammar ပုံစံဘယ်လိုနေရာမှာသုံးလို့တစ်ခုခုလောက်ပြီးတော့ပြန်လာမယ်ဆိုတဲ့ပုံစံဟဲ့ငါဆိုမှဈေးလေးသွားဝယ်လာအောင်မပြပြန်လာခဲ့မယ်နော်ခဏငါအိမ်ကိုခဏနော်ရှူလေးသွားပောက်လာအောင်ပြပြန်လာခဲ့မယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကြည့်ကြအောင် RAM မှာဆိုလဲချော့တူတဲ့ no memo no kate kimas နော်ခဏလောက်နော်တောက်စရာလေးဝယ်ပြီးလာမယ်ဝယ်ပြီးတော့ပြန်လာခဏလေးသွားဝယ်လာအောင်မဆိုပုံစံမျိုးပေါ့နော်ပြီးဥမာထားပါတော့ဖုန်းလေးပါလာတယ်ဖုန်းပြောစရာရှိတယ်နော်ဒီမှာချော့တော့တန်းအောင်ခက်ခဲတဲ့ခင်မှာနော်ဖုန်းလေးခဏသွားပြောပြီးတော့ပြန်လာမယ်ဆိုပုံစံမျိုးနော်မလူကြတဲ့ဖုန်းပြောလို့အဆင်မပြေအောင်မျိုးလေနော်အဲ့တော့ခဏလေးဖုန်းလေးသွားပြောပြီးလာခဲ့မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ vat တဲ့ခင်မှာဆို vat ပြီးလာမယ်လို့သာပါတာပြန်လိုက်ပြီးနောက်ဒီမှာဆိုလဲချော့တော့ဖူခိုခိုင်တဲ့ခင်မှာတဲ့နော်ခဏလောက်အင်ကြီးကိုလဲပြီးတော့လာမယ်ဆိုပုံစံဒီခန်းကြီးနဲ့လဲဆိုတော့ဒီခန်းကြီးလေးနဲ့တော့နော်ခိုင်မတ်ကအဲ့တော့အဲ့လိုမျိုးပေါ့အပြင်သွားမယ်ထားပါတော့ဟဲ့အပြင်သွားရအောင်လေငါအိမ်နေရုံးဝတ်ကြည့်ပေါ့နော်ခဏလေးနော်အင်ကြီးလေးသွားလဲပြီးလာခဲ့မယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒါဆိုရင်ခိုင်တက်ခီမတ်ပေါ့အဲ့တော့ဒီ vat တက်ခီမတ်ဆိုတာ vat ပြီးလာမယ်ဆိုတဲ့ပုံစံမျိုးရမယ်နော်